ဒီနေ့ရဲ့နိုင်ငံတကာသတင်းအနှစ်ချုပ်မှာတော့အမေရိကန်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကနေအီရန်နဲ့ရုရှားတို့ရဲ့နောက်ဆုံးအခြေအနေတွေအထိအာရှဒေသကလုံခြုံရေးအခြေအနေတွေနဲ့ကမ္ဘာကျော်အမှုပညာရှင်တဦးရဲ့သတင်းအပါအဝင်လက်တလုံးစိတ်ဝင်စားစရာသတင်းတွေကိုတစုတစည်းတည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကမ္ဘာမှာဘာတွေဖြစ်ပျက်နေလဲဆိုတာအခုပဲကြည့်လိုက်ရအောင်။အမေရိကန်ရေတပ်ရဲ့ USS Abraham Lincoln လေယာဉ်တင်သင်္ဘောအပါအဝင်စစ်သင်္ဘော၃စင်းဟာရေကြောင်းတာဝန်တွေပြီးဆုံးပြီးတဲ့နောက်ထိုင်းနိုင်ငံအရှေ့ပိုင်းကိုခေတ္တဝင်ရောက်ရန်နာမယ်လို့သိရပါတယ်။အဲဒီခရီးစဉ်ဟာစစ်စင်ရေးအတွက်မဟုတ်ဘဲပုံမှန်စိတ်ကမ်းဝင်ရောက်မှုသာဖြစ်တယ်လို့ထိုင်းရေတပ်ကပြောပါတယ်။အမေရိကန်စစ်သည်တွေအနားယူဖို့နဲ့သင်္ဘောတွေအတွက်လိုအပ်တဲ့ရိက္ခာနဲ့ထောက်ပံ့ပစ္စည်းတွေဖြည့်တင်းပေးဖို့ဖြစ်ပါတယ်။ဂီတလောကရဲ့အစားထိုးမရတဲ့ဆုံးရှုံးမှုတစ်ခုကမ္ဘာကျော် country အဆိုတော်တရုတ်ဆောင်ဒေါ်လီဖာဒန်ဟာအသက်80အရွယ်မှာကင်ဆာရောဂါနဲ့ကွယ်လွန်သွားခဲ့ပါပြီ။ဒေါ်လီဖာဒန်ကွယ်လွန်မှုအတွက်ဝမ်းနဲ့ဂုဏ်ပြုတဲ့အနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတနိုင်ငံလုံးမှာအလံတွေကိုတပတ်ကြာတိုက်တဝက်ချထားဖို့အမိန့်ထုတ်ခဲ့ပါတယ်။နိုင်ငံတော်ကနာမည်ကျော်အထင်ကရနေရာချို့မှာလည်းဒေါ်လီဖာဒန်ကိုဂုဏ်ပြုတဲ့အနေနဲ့ပန်းရောင်မြူတွေထွန်းခဲ့ကြပါတယ်။ဖာဒန်ဟာမျိုးဆက်တိုင်းကချစ်ခင်လေးစားရတဲ့ရှားပါအမှုပညာရှင်တဦးလို့ဆိုရင်သိမှန်ပါတယ်။ဂီတလောကတစ်ခုလုံးလည်းဒီသတင်းကြောင့်ဝမ်းနေနေကြသလိုတီလာဆွစ်ကတော့ဖာဒန်မရှိတော့တဲ့ကဘာကြီးကိုတွေးကြည့်လို့တော့မရဘူးစစ်မှန်တဲ့ခံစားမှုမရတော့ဘူးလို့ဆိုပါတယ်။ထရန့်ရဲ့လက်တလောကုန်သွယ်ရေးပြိပခမျှဦးကကနေဒါဘက်ကိုဦးတည်နေပါတယ်။အမေရိကန်နဲ့ကနေဒါကြားကုန်သွယ်ရေးဆွေးနွေးမှုတွေညှိလို့မရဖြစ်နေချိန်မှာဒေါ်နယ်ထရန့်ကကနေဒါနဲ့အမေရိကန်ကြားမှာရှိတဲ့အွန်တာရီယိုရေကန်ကိုအမေရိကရေကန်လို့အမည်ပြောင်းဖို့စဉ်းစားနေတယ်ဆိုပြီးပြောလာပါတယ်။ဒီအခြေအနေဟာအမေရိကန်နဲ့ကနေဒါကြားကုန်သွယ်ရေးဆွေးနွေးပွဲတွေပြပြပြီးတဲ့နောက်ထွက်ပေါ်လာတာပါ။ဒေါ်နယ်ထရန့်ကဆိုရှယ်မီဒီယာမှာအမေရိကန်နဲ့ကနေဒါကြားစီးပွားရေးလုပ်ငန်းတွေအများကြီးဆက်လုပ်ဖို့မမျှော်လင့်တော့ဘူးလို့ပြောပြီးရေကန်ကိစ္စထည့်ပြောလိုက်တာပါ။အွန်တာရီယိုရေကန်ဟာမြောက်အမေရိကတိုက်မှာရှိတဲ့ Great Lakes ရေကန်ကြီး၅ခုတဲကတစ်ခုဖြစ်ပြီးကနေဒါနိုင်ငံအွန်တာရီယိုပြည်နယ်နဲ့အမေရိကန်နိုင်ငံနယူးယောက်ပြည်နယ်ကြားမှာတည်ရှိတာပါ။ထရန့်ဟာအခုလိုအမည်ပြောင်းဖို့ပြောတာဟာပထမဆုံးအကြိမ်မဟုတ်ပါဘူး။2025ခုနှစ်ဇန်နဝါရီတုန်းကလည်းမက္ကဆီကိုပင်လယ်ကွေ့ကိုအမေရိကပင်လယ်ကွေ့လို့အမည်ပြောင်းခေါ်ဖို့ထရန့်ကသမ္မတအမိန့်ထုတ်လိုက်သေးတာပါ။ရုရှားနိုင်ငံအရှေ့ပြဒေသအာမူပြည်နယ်မှာတံငွေဓာတုစက်ရုံမိလောင်မှုဖြစ်သွားပါတယ်။လူ9ဦးသေဆုံးပြီးလူ150ကျော်ဒဏ်ရာရခဲ့ပါတယ်။သေဆုံးသူတွေထဲမှာ6ဦးကတရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။အဲဒီစက်ရုံဟာရုရှားကုမ္ပဏီနဲ့တရုတ်ရေနံနဲ့သဘာဝဓာတ်ငွေကုမ္ပဏီတစ်ခုတို့ပူးပေါင်းလည်ပတ်မဲ့စက်ရုံမှာလုပ်ငန်းတွေမစတင်ရသေးပါဘူး။ရုရှားဟာစက်မှုလုပ်ငန်းတွေနဲ့အခြေခံအဆောက်အအုံတွေတည်ဆောက်တဲ့အခါမှာတရုတ်နိုင်ငံသားတွေအပါအဝင်နိုင်ငံခြားသားအလုပ်သမားများစွာကိုခေါ်သုံးလေ့ရှိပါတယ်။အီရန်ကဟော်မုစ်ရေလက်ကြားဖျက်ဆီးသွားလာတဲ့ရေနံတင်သင်္ဘော45စင်းကိုစီမင်းချိုးဖောက်တဲ့ဆိုပြီးအမည်ပြစည်ရင်သွင်းလိုက်ပါတယ်။အီရန်ဘက်ကအဲ့ဒီစည်ရင်ဝင်သင်္ဘောတွေကိုတံငွေချတာဖမ်းဆီးတာနဲ့ကုန်ပစ္စည်းတွေတင်ယူတာတွေလုပ်ပစ်လိုက်လို့ရတယ်လို့သတိပေးနေပါတယ်။အခုချိန်လေးဟာထရန့်ကအီရန်ပေါ်ပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုတွေလုပ်မယ်လို့ချိန်ချောက်ပြီးရပ်ပိုင်းအကြာမှာထွက်ပေါ်လာတာပါ။အီရန်ရဲ့ blacklist စည်ရင်ဝင်သင်္ဘောတွေနဲ့ကုန်ပစ္စည်းလွှဲပြောင်းမှုလုပ်တဲ့ဘယ်သင်္ဘောမဆိုအဲ့ဒီအတိုင်းပဲအရေးယူခံရမယ်လို့လည်းသိရပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းနာရာထီဝေါ့ပတ်တနီနဲ့ယာလာပြည်နယ်တွေမှာဘုံခွဲတာမိချို့တာတွေအပါအဝင်စုမှုတိုက်ခိုက်မှုတွေအခု90ကျော်လောက်ဖြစ်ပွားပြီးတဲ့နောက်မလေးရှားရဲတပ်ဖွဲ့ကမလေးရှားထိုင်းနယ်စပ်တလျှောက်မှာလုံခြုံရေးတွေတင်းကျပ်လိုက်ပါတယ်။တိုက်ခိုက်မှုတွေဖြစ်ပွားပြီးတဲ့နောက်ထိုင်းဝင်ကြီးချုပ်အန်နူတင်ကလည်းအရေးပေါ်အစည်းအဝေးခေါ်လိုက်ရတဲ့အထိမငြိမ်မသက်ဖြစ်ခဲ့တာပါ။ထိုင်းစစ်တပ်ဘက်ကတော့ယာလာပြည်နယ်အပါအဝင်အဲ့ဒီနေမြေတွေမှာလုံခြုံရေးအဆင့်တိုးမြှင့်ထားပြီးတရားမဝင်ကွန်ရက်ခိုင်းတွေကသူတို့နှိမ်နှင်းခံရတဲ့အတွက်အခုလိုအကြမ်းဖက်နည်းတွေနဲ့လက်တော့ပြန်နေပုံရတယ်လို့ပြောပါတယ်။တရုတ်နိုင်ငံမှာကော်ပီလုပ်တွေလက်ဆန်နေအောင်ဖော်မယ်ဒီဟာအသုံးပြုနေတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်အာဏာပိုင်တွေကစစ်ဆေးအရေးယူနေပါတယ်။ဟဲပေပြည်နယ်မှာကော်ပီလုပ်တွေကိုအရေးတစ်ခုခုတည်းစိန်ပြီးသယ်ဆောင်နေတဲ့ဖြစ်စဉ်ကိုလည်းစစ်ဆေးတွေ့ရှိထားပါတယ်။ဖော်မယ်ဒီဟိုက်ဟာကင်ဆာဖြစ်စေနိုင်တဲ့ဓာတုပစ္စည်းဖြစ်ပြီးအစားအစာလက်ဆက်အောင်အသုံးပြုရတာပါ။ဒီလိုလုပ်ရက်ကိုတရုတ်နိုင်ငံမှာပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတရုတ်မီဒီယာတွေကစိတ်ဝင်တစားဖော်ပြနေကြသလိုမတမာတဲ့သူတွေကိုရဲတပ်ဖွဲ့ကအရေးယူထားပြီးဒီလိုကော်ပီထုတ်တွေဘယ်လောက်အထိပြတ်နေပြီလဲဆိုတာကိုဆက်ပြီးဖော်ထုတ်နေကြပါတယ်။အီရန်စစ်ပွဲကြောင့်အမေရိကန်တပ်ဖွဲ့ဝင်တွေအုံပြုနိုင်မှုအကန့်အသတ်ရှိလာတာကြောင့်စက်တင်ဘာမှာတောင်ကိုရီးယားနဲ့ပူးတွဲပြုလုပ်ဖို့စီစဉ်ထားတဲ့ကန်တက်စစ်ရေးလင်းကျင့်မှုတွေကိုအမေရိကန်ဘက်ကနေစပြီးဖျက်သိမ်းလိုက်ပါတယ်။နှစ်နိုင်ငံစစ်ဖက်တွေကတော့စစ်ရေးလေ့ကျင့်မှုကိုပြန်ပြီးပြုလုပ်နိုင်အောင်ဆွေးနွေးနေကြတယ်လို့ဆိုပါတယ်။ထရန့်ဟာဩဂုတ်လထဲမှာတောင်ကိုရီးယားနဲ့ပြုလုပ်နေတဲ့နောက်ထပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကိုလည်းရှော့ချခိုင်းလိုက်တာကြောင့်သတ်မှတ်ရထစောပြီးစစ်ရေးလေ့ကျင့်တာတွေကိုရပ်လိုက်ရပါတယ်။အီရန်အရေးမှာဝင်ပါဖို့တောင်ကိုရီးယားဘက်ကခေါင်းခါလိုက်ပြီးတဲ့နောက်မှာထရန့်ရဲ့လေသံကတိတိတသားပြောင်းလာပြီးဒီလိုစစ်ရေးလေ့ကျင့်မှုတွေကကုန်ကျစရိတ်လည်းများတယ်ပို့ဆိုတာကမြန်ကိုရီးယားအပေါ်ရန်လိုမှုဖြစ်စေတယ်လို့အကြောင်းပြချက်ပေးပါတယ်။